ဒီနေ့တော့အိမ်မှာပဇွန်လေးလေးကျန်တာဖြစ်တဲ့အတွက်ပဇွန်ချိုချက်လေးကျန်တာဖြစ်တဲ့အတွက်သမီးလေးစားဖို့မကြီးသည့်နုလေးတွေနဲ့ရောထောင်းပြီးတော့မကြီးသည့်ငပိချက်တွေချက်ပေးလိုက်ပါမယ်ဒီလေးတွေကိုအခုလိုပဲရေးစင်အောင်ဆေးပြီးညနေချွေထားပါတယ်ပြီးတော့အခုလိုမျိုးလေးညအောင်ထောင်းပေးပါမယ်မကြီးသည့်ဒါငါချက်သားပါဒါလေးညအောင်ထောင်းပေးပါမယ်ကြီးသီးလေးတွေညက်စာပြုတ်လာပြီဆိုရင်တော့ခုနကတော့ပဇွန်လေးတွေကိုနည်းနည်းလေးထည့်ထားပေးပါမယ်ခလေးစားဖို့ပဇွန်ချိုချက်လေးချက်ထားတာပါဒါလေးကိုနည်းနည်းထည့်ထားပေးလိုက်မယ်ပဇွန်လေးတွေကနည်းနည်းချက်တာများသွားတော့မကုန်ပါဘူးဒီကြီးတွေစားတဲ့အဆက်ကျော်တော့ဒီမှာတိုင်းငါးသီးလေးနဲ့ပေါက်ကြောက်ရှာသီးလေးနဲ့ရောပါမယ်ဒါတော့ခလေးစားမယ်ဟာတော့မကြီးသီးနုလေးနဲ့ရောပါတယ်တော့ဝတ်တော့ထောင်းပြီးပါပြီအဲထောင်းပြီးသွားတာလေးကိုတဲဦးတဲပါမယ်ပြီးရင်တော့ငပိလေးနဲ့ရဲ့ချိုးမှုန့်လေးရဲ့စားလေးရဲ့ထည့်ပြီးတော့စုံကျင်းထားတဲ့ရေလေးပါထည့်လိုက်ပါတယ်ထည့်ပြီးလုံးလိုက်ပါမယ်စားကိုအများကြီးမထည့်ပါဘူးရှင်နည်းနည်းပဲထည့်ပါတယ်အကယ်၍ကိုကပဇွန်အစိမ်းလေးနဲ့ချက်မယ်ဆိုလို့ရှိရင်တော့ကြက်သွန်ဖြူနီငပိလေးစီတက်ပြီးပဇွန်လေးကိုထည့်ပါပြီးသွားပြီဆိုရင်တော့မကြီးသီးသိန်းလေးထောင်းလာတာလေးကိုထည့်လိုက်ပါအဲဆိုရင်တော့ရပါပါပြီကျမကတော့ပဇွန်ကျန်တာရှိတဲ့အတွက်အခုလိုရောတာဖြစ်ပါတယ်အကယ်၍ပဇွန်အစိုးနဲ့မချက်စားဘူးဆိုလည်းပဇွန်ချောင်းနဲ့ဆိုရင်လည်းကြက်သွန်ဖြူနီစီတက်ပဇွန်ချောက်ကလေးထည့်ပြီးရင်ငပိလေးပါထည့်ပြီးတော့စီတက်ပြီးသွားလို့ရှိရင်တော့မကြီးသီးလေးထောင်းထားတာလေးတွေကိုထည့်ပြီးတော့နိုင်လေးဝေပြီးလိုက်ပါအဲ့ဒါဆိုရင်တော့မကြီးသီးငပိချက်လေးတစ်ခွက်ရပါပါပြီဒါတော့ပဇွန်ကျန်တာလေးနဲ့ချက်ပြထားတာဖြစ်ပါတယ်ရှင်ဖွင့်လိုက်ပါမယ်ဝင်ပြီးတော့ရေခမ်းအောင်အုပ်ထားလိုက်ပါမယ်။ဒီလေးကိုစလောင်းပုံးလေးနဲ့အုပ်ထားလိုက်ပါမယ်။မကြီးသီးစိမ်းငပိချက်ကလေးရဲ့ပဲနီလေးဟင်းကြိုလေးရဲ့ညောင်ကျက်ဥကြိုလေးနဲ့ဆိုအမတန်မှလိုက်ဖက်ပါရှင်။အဆက်စားခြင်းလူတွေကတော့ဒီထဲကိုငရုတ်ကြီးစိမ်းလေးခွဲပြီးတော့ထည့်ပါနော်။ဒီမှာတော့သမီးလေးစားမှဖြစ်တဲ့အတွက်အဆက်ကိုလုံးဝမထည့်ထားပါဘူး။လွယ်ပါတယ်နော်မကြီးကြီးလေးထောင်းရုံပါပဲကျန်တာတော့ဟင်းချက်တယ်လို့ငိုကြီးစိမ့်မှုန့်စီတက်ပြီးတော့ချက်ရုံပါဒါတော့ကျမပဇွန်ဟင်းကိုစီတက်ပြီးသားဖြစ်တဲ့အတွက်ဘာမှမလိုတော့ပါဘူးကဲပဇွန်ဟင်းတွေပါကျန်နေဆိုရင်ဒီလိုမျိုးလေးလုပ်ကြည့်ပါနော်ဟင်းတစ်မျိုးပြောင်းကြည့်ပါကဲဆိုရင်တော့စီလေးလည်းတော်တော်ပြန်လာပါပြီဟိုဘက်ဒီပဲမှုပြီးတော့ပိတ်လို့ရပါပြီရှင်။ဒီပဇွန်ကျန်နဲ့ပြစ်ပါမယ်ဒီလိုမျိုးလေးတွေချက်လို့ရပါတယ်နော်။စမောင်ကြော်လို့လည်းရတယ်။စမောင်ဟင်းချက်လို့လည်းရတယ်ဒီလိုမကြီးကြီးမပြီးချက်လေးချက်လို့လည်းရပါတယ်နော်။
ဟင်းလေးနဲ့တွဲစားရင်တော့အရင်ခဏနေပါတယ်ကဲဒီနေ့လောက်မှမစိတ်လိုက်ပါမယ်ရှင်ကဲကျေးဇူးအားပေးမှုတွေကျေးဇူးတင်ပါတယ်ရှင်